Gotham မြို့ရဲ့မောင်မိုက်တဲ့ညလမ်းကြားလေးထဲကနေသူ့ကိုကြောက်ရွံ့စေမှုဟာသူ့အတွက်အကြီးမားဆုံးလက်နက်တစ်ခုအနေနဲ့ဖြစ်စေခဲ့ပါတယ်။ဒါ့အပြင်သူဟာ Gotham ရဲ့တင်ကေတ Gotham ရဲ့ပုံရိပ် Gotham ရဲ့ iconic တစ်ခုဖြစ်လာခဲ့ပြီးမြို့ခံပြည်သူတွေအတွက်သူဟာရဲရဲမှုနဲ့တရားမျှတမှုတွေနဲ့အပြင်ကြောက်ရွံ့မှုတွေနဲ့ပါလွှမ်းမိုးနိုင်ခဲ့သူ Symbol of Fear ကြောက်ရွံ့မှုရဲ့တင်ကေတအပြစ်ကျူးလွန်မိသူတိုင်းကြောက်နေစေရမယ်။ကျူးလွန်မိသူတိုင်းတည်လဲတည်ထားကြတဲ့မောင်မိုက်တဲ့နေရာတွေကနေလျှက်တစ်ပစ်ဆိုသူတို့ထွက်ပေါ်လာပြီးအသာလေးတိုက်ခိုက်ထိချုပ်ပြနိုင်တဲ့ hero တယောက်ဟာ Gotham မြို့မှာထွက်ပေါ်လာခဲ့ပါတယ်။ဟုတ်ပါတယ်အထာကျတဲ့ဆရာဘက်တစ်ဖြစ်လဲ Batman ပါပဲသူ့ရဲ့မရှိရှိတဲ့ power မဟုတ်တဲ့ power တွေကိုပြောရမယ်ဆိုရင်တော့ psychological warfare စိတ်ပိုင်းဆိုင်ရာစစ်ပွဲတွေအနေနဲ့ကြောက်ရွံ့မှုကိုမကြောက်ရွံ့အောင်လေ့ကျင့်ထားတဲ့အပြင်သူ့ရဲ့ villain တွေနဲ့ Justice League အဖက်သားတွေအပါအဝင်အခြားသော hero တွေရဲ့အားနည်းချက်နဲ့အားသာချက်တွေသူတို့ကိုဘာတွေနဲ့ထိန်းချုပ်လို့ရနိုင်မလဲသူတို့ရဲ့ပျော့ကွက်တွေအနေနဲ့ဘာတွေရှိမှလဲဆိုပြီးအမြဲ plan A plan B plan C ဆိုပြီးတော့တွက်ချက်မှုတွေနဲ့လှုပ်ရှားတတ်တာကတော့သူ့ကိုသဘောကျစေခဲ့တဲ့အချက်တွေထဲကမှတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်ပို့ပြီးတော့သဘောကျစေခဲ့တဲ့အချက်တွေကတော့သူဟာ villain တွေနဲ့ hero တွေတင်မကပဲသူကိုယ်တိုင်တောင်မှမထင်မှတ်ထားတဲ့အန်ဒီရဲ့ကြောင့်ဖောက်ပြန်သွားခဲ့မယ်ဆိုရင်လည်းသူ့ကိုပြန်လဲထိန်းချုပ်တက်ဖြတ်နိုင်မယ်နီးလန်းတွေကိုပါကြိုတင်ပြင်ဆင်ထားတဲ့အချက်ကတော့အတော်လေးကိုမိမိုက်တယ်လို့ထင်မိပါတယ်မိတ်ဆွေတာသူ့ရဲ့ villain တယောက်ဖြစ်ခဲ့မယ်ဆိုရင်ကြိုတင်တွေးထားရမှာကသူကဘယ်ကပေါ်လာမှာလဲနောက်ဘယ်အချိန်ကြီးတွေကမိတ်ဆွေကိုစောင့်ကြည့်နေမှာလဲဘယ်လက်နက်တွေနဲ့မိတ်ဆွေကိုထိန်းချုပ်သွားမှာလဲဘာတွေကိုလောက်ပြပြီးဘယ်လိုမျိုးအချစ်တွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုတွေးမိယုံနဲ့တင်စိတ်ဖိစီးမှုတွေမတိမတာလေးစိတ်အတွင်းကကြောက်ရွံ့မှုတွေနဲ့စိတ်ဖိစီးမှုအပေးနိုင်ဆုံး hero တွေထဲကမှအထာကျတဲ့အနိုင်ယူဖို့မလွယ်ကူလာတဲ့ hero တယောက်ဆိုတာကတော့အသေးချာပါပဲ Master of Shadow အရိပ်များရဲ့ပါရမီရှင်မောင်မိုက်ချင်ဟာသူ့ရဲ့မိတ်ဆွေဖြစ်ပြီးကြောက်ရွံ့စေမှုဟာသူ့ရဲ့လက်နက်တစ်ခုအနေနဲ့ရှိနေခဲ့တာကြောင့်သူနဲ့တိတဲ့မိတ်ဆွေတွေ villain တွေပြင် Gotham မြို့မှာနေထိုင်ကြတဲ့လူတွေအတွက်မတရားမှုတွေကိုတရားမျှတမှုအတွက်အမောင်ထဲကနေရယူပေးသူBatman ကအပြစ်ကျူးလွန်သူတွေကိုလိုက်လက်တိုက်ခိုက်ပေးသူကြောက်ရွံ့စေမှုနဲ့မောင်မိုက်မှုတွေကိုအားသာချက်ပြအသုံးချနိုင်သူဆရာကျသူတစ်ဖြစ်လက်အထာကျတဲ့ဆရာဘက်တယောက်အနေနဲ့ကျွန်တော်တို့ငယ်ဘွားရဲ့ legendary hero တယောက်အနေနဲ့ပါအမြဲပါဝင်နေခဲ့ပါတယ် Okay guys ဒီဗီဒီယိုလေးမှာတော့ Batman ဆိုတာဘာလဲဘယ်လိုကောင်းမျိုးလဲဆိုတာကို Bizarro ရဲ့အကောက်ကနေစတင်မိတ်ဆက်လိုက်ပြီးဖြစ်တာကြောင့်နောက်ဗီဒီယိုတွေမှာမတူညီတဲ့ Batman တွေရဲ့အကြောင်းအရာလေးတွေနဲ့အခြားသော hero တွေ villain တွေအပြင်တမှုထူးခြားကွဲထွက်နေခဲ့တဲ့ရုပ်ရှင်အကြောင်းအရာလေးတွေနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်ဒါနဲ့ Bizarro ပါနောက်ဗီဒီယိုမှာမကြဆုံးခဲ့ရင်ပြန်လည်ဆုံတွေ့ပါမယ်